အိမ်တေကိုဆေးရဲသေးတဲ့အချက်၅ချက်ရှိတယ်။နံပါတ်1ခေါင်ကမလုံတဲ့အိမ်တေမှာခေါင်မလုံရင်မိုးယိုမဲဒုက္ခရောက်မယ်ဒီသဘောအတိုင်းပဲခေါင်နဲ့တူတဲ့မိဘတွေအတုံးမကြတဲ့အိမ်ဟာလေဆေးရဲမှာပါပဲအဖေလှုပ်တဲ့သူကအရက်ကလေးတများများနဲ့စိန်ကြနေမယ်အမေလှုပ်တဲ့သူကနှလုံးသုံးလုံးတွက်ပြီးထိုးဝက်ရှာနေမယ်ဆိုရင်တော့တေးကြပါတယ်အဲ့ဒီအိမ်မှာမမွေးရင်ဘယ်အိမ်မှမွေးမှာမဟုတ်တော့ပါဘူးနံပါတ်2မိဖို့ကြောင်မလုံတဲ့အိမ်ငွေထွက်ပေါက်အစားမိဖို့ကြောင်အားလို့ဆိုပါတယ်အိမ်တေမှာငွေထွက်အများဆုံးနေရာဟာမိဖို့ကြောင်ပါစားဝတ်နေရေး3ပါးမှာလည်းအစားအထိတ်ဆုံးနေရာမှာပါနေပါတယ်အဝင်းမရှိဘူးလားရှိတာလေးနဲ့လှအောင်ဝေလို့ရတယ်နေတဲ့အိမ်ဘလောက်ပဲစုပ်စုပ်ကြိုးတခင်းသာရှိရင်အဆင်ပြေတယ်လေဒါပေမဲ့လူဖြစ်နေတဲ့အတွက်အစာမစားဘဲနေလို့တော့မရဘူးဒီတော့မိဖို့ကြောင့်ငွေထွက်အများဆုံးဖြစ်နေတာမဆန်းပါဘူးဒီလိုငွေထွက်အများဆုံးနေရာဖြစ်တဲ့မိဖို့ကြောင့်တည်တည်ချာချာမစီမံနိုင်မခံခွဲနိုင်တဲ့အိမ်ကလည်းဆေးရဲမှာပါပဲနံပါတ်3မိသားစုထဲမှာရေးသားကိုအချောင်လိုက်နေတဲ့သူတွေရှိတဲ့အိမ်ကျွန်တော်တို့အဖိုးဖွားတွေခေတ်ကအဖိုးတယောက်တည်းငွေရှာအောင်နဲ့ကြံတဲ့တမိသားစုလုံးစားလို့ရခဲ့ပါတယ်ဒီနေ့ခေတ်ကုန်သိန်းလုံးနဲ့ဆိုရင်တော့ဒီအကြောင်းတွေကယုံနှံပုံမြင်နေလို့ဖြစ်နေပါလိမ့်မယ်ဒီနေ့ခေတ်ကတော့အိမ်ရှိလူကုန်အလုပ်ကိုစီလုပ်နေတာတော့မနေလောင်းကအောင်တုံးဆွဲနေရတဲ့ခေတ်ပါဒီလိုခေတ်ကြီးထဲမှာကြီးတောင်ကြီးမားနဲ့မိဘလှုပ်ရှားထိုင်စားနေတဲ့သူတွေရေကိုမောင်နှမတွေရဲ့လှုပ်ရှားကိုအာမနာတန်စားဝင်နေတဲ့လက်ကြောမတင်းတဲ့သူတွေလည်းရှိနေတတ်ပါတယ်ဒီလိုလူတွေရှိနေတဲ့အိမ်ဟာလည်းချမ်းသာဖို့ခံနေမှာပါပဲနံပါတ်4ရေကိုမောင်နှမတွေမညီညွတ်တဲ့အိမ်ရေကိုမောင်နှမတွေတော့ရှိကြပါရဲ့အလုတ်တွေလည်းကိုစီနဲ့ပါပဲဒါပေမဲ့တယောက်နဲ့တယောက်အမြဲတမ်းတွက်ကစကားတွေများမျက်နှာချင်းဆိုင်လိုက်တာနဲ့တကြက်ကြက်ဖြစ်နေတဲ့အိမ်ဟာလည်းတိုးတက်ဖို့မလွယ်တဲ့အိမ်ပါနံပါတ်5အိမ်တွင်းတခိုးတွေရှိနေတဲ့အိမ်ကြောက်စရာအကောင်းဆုံးတခိုးတွေထဲမှာအိမ်တွင်းတခိုးကအဆိုးဆုံးပါအပြင်ကလာတဲ့တခိုးကတခါတလေမှတင့်ရင်ကိုလာချောင်းမှဆိုရင်ပဲအိမ်တွင်းတခိုးကတော့အချိန်ပြည့်ကိုခိုးဖို့ချောင်းနေတာပါအလုံးမရှိအကိုင်မရှိနဲ့အမြဲငွေလိုတတ်တဲ့အိမ်သားတယောက်ဟာအိမ်တွင်းတခိုးပါပဲဒီလိုလူတွေဟာအလုပ်ကိုလည်းလက်ကြောတင်အောင်မလုပ်ချင်းအလုံးမလုပ်တော့ဝင်ငွေအားမရှိဝင်ငွေမရှိတော့ငွေလိုလာတဲ့အခါအိမ်အားရှိတဲ့ပစ္စည်းတွေငွေတွေကိုပဲဘယ်ဟာလေးရမလဲဘယ်ဟာတူရမလဲဆိုတာကိုအချိန်ပြည့်စောင့်ကြည့်နေတဲ့အိမ်တွင်းတခိုးတွေပါဒီလိုအိမ်တွင်းတခိုးတွေရှိနေတဲ့အိမ်ဟာလည်းဆေးရဲတွင်းထဲမှာနေမြဲနေတတ်ပါတယ်ဒါတွေကတော့အိမ်တေကိုဆေးရဲသေးတဲ့အချက်၅ချက်ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အိမ်တွေမှာလည်းဒီအချက်တွေဖြစ်နေရင်အမြန်ဆုံးအဖြေရှာပြီးပြင်ဆင်ကြဖို့အကြံပြုပေးရသည်ချက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးရေးချမ်းသာရပါသည်ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျကျွန်တော်ကတော့စီစဉ်တင်ဆက်သူတာညီဖြစ်ပါတယ်